အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပါဝင်လာတဲ့ National Team Campaign အကြောင်းလေးပြောပြပေးပါမယ်ဒီ National Team Campaign လေးကကျွန်တော်တို့ကန်ကောင်းရင် Showtime Cut Free ပါရရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကဘယ်လိုရရှိမလဲဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်တစ်ပွဲပြီးတိုင်းကျွန်တော်တို့ point လေးတွေတစ်ခုစီရမယ်ပေါ့နော်ဆိုတော့ point လေးတွေတစ်ခုစီရတိုင်းကျွန်တော်တို့ကဒါလေးတွေကို follow လို့ရမှာဖြစ်ပါတယ်ဘယ်ပွဲတွေကန်ရမလဲဆိုရင်ကျွန်တော်တို့ Event vs AI နဲ့ Event vs PVP ပေါ့နော်အဲ့ဒီပွဲတွေဘယ်ပွဲမဆိုကျွန်တော်တို့ဒီကန်လို့ရပါတယ်ဗျကျွန်တော်တို့ဒီထက်မှမပါတဲ့ပွဲတွေကတော့ကျွန်တော်တို့ scale up နဲ့ training နဲ့ဒီအဲ့လိုပွဲတွေဆိုရင်တော့မရဘူးပေါ့နော်ကျွန်တော်တို့ဒီပွဲကန်နေတဲ့အချိန်မှာကျွန်တော်တို့ဒီပွဲပြတ်သွားတာမျိုး line ကျပြီးပွဲမပြီးလိုက်တာမျိုးကျွန်တော်တို့ဒီမှာနီးပညာအဲ့ဒါတွေအကြောင်းပွဲပြတ်သွားတာမျိုးဆိုရင်လည်းကျွန်တော်တို့မရဘူးပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ blue bag နဲ့ red bag ဆိုပြီးပါတယ်သူဒီ pack နှစ်ခုတည်းပေါ့နော်ကျွန်တော်တို့ဒီ pack နှစ်ခုတည်းမှာကျွန်တော်တို့က item စုစုပေါင်း60ပါတယ်ဗျာကျွန်တော်တို့ point တစ်ခုသုံးလိုက်တာနဲ့ဒီ item တွေတဲကကျွန်တော်တို့ဒီမှာသူတို့ random အနေနဲ့3ခုချပေးမယ်ပေါ့နော်ကံကောင်းရင်ကောင်းတဲ့သူကတော့ရမယ်ဗျာshow time ထိရရှိနိုင်တယ်ပေါ့နော်ကျွန်တော်အနီးဘက်ချမ်းမှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ဒီမှာ show time တွေပါဝင်လာတယ်ဗျာဆိုတော့ Mac Extra ကတော့ကျွန်တော်တို့ဒီမှာ visionary pack နဲ့ကျွန်တော်တို့ Omo ကတော့ကျွန်တော်တို့အနေနဲ့ဒီမှာ phenomenal pack နဲ့ပါဝင်လာတယ်ပေါ့နော်ဆိုတော့ဒီကစားသမားတွေကိုရဖို့ကပွဲစဉ်တွေပဲကျွန်တော်တို့ဒီတပွဲပြီးတိုင်းကျွန်တော်တို့တက်မှတ်ရမယ်အဲ့မှာအဲ့တက်မှတ်ရတဲ့ဟာကိုတစ်ခါလာပြီးသုံးရင်အဲ့အခု60တဲ့ကကျွန်တော်တို့ဒီမှာ3ခုရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနကဒီမှာတပွဲပြီးအောင်ကန်လိုက်တဲ့ဗီဒီယိုလေးအခုပြမယ်ပေါ့နော်ကျွန်တော်တို့တပွဲပြီးအောင်ကန်လိုက်တဲ့အချိန်မှာ point limit က6မြင်ဆောင်30လေးဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာသွားပြီးဖောက်ကြည့်မယ်ဗျာဘာတွေပေါက်မလဲပေါ့နော်သူတို့ random ချမှာဗျာကျွန်တော်ကတော့ Mac Alistra ကိုဖောက်ဖို့စဉ်းစားထားတယ်ကန်ကောင်းရင်လည်းရမယ်ပေါ့နော်ကန်ဆိုရင်တော့မရဘူးဗျဆိုတော့ brother တို့ကတော့ကိုကြိုက်နေတတ်တဲ့ကစားသမားကိုဒီပတ်အနီးဖြစ်ဖြစ်ဟွာဖြစ်ဖြစ်ဖောက်ကြည့်ပေါ့နော်ကျွန်တော်ကတော့ဒီအပြာဖောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဓာရီပေါက်တယ်ပေါ့နော်ဆိုတော့ကန်ကောင်းတဲ့သူကတော့ show time တွေ highlight ကတ်တွေပေါက်မှာပေါ့ကျွန်တော်ကတော့ဒီ3ခုပေါက်တယ်ဗျာဆိုတော့ဒီ3ခုပေါက်တယ်ဆိုတော့ကျွန်တော်ရဲ့မှာဒီအခုဒီ26ခုဖြစ်သွားပြီပေါ့နော်ပတ်30တဲ့ကဒါကတော့ကန်ကောင်းရင်ကောင်းလို့ပေါက်မှာဗျာကျွန်တော်ဒါတကယ်လို့စောစောစီးစီးလေးတာကျွန်တော်တို့ဒီပေါက်လိုက်မယ်ဆိုရင် Mac Alistra ပေါက်မယ်ဆိုရင်ကျွန်တော်နောက်ရတဲ့ဟာတွေကြာရင်ကျွန်တော်တို့ Omo ဘက်ကိုတော့ဖောက်လို့ရတာပေါ့နော်ဆိုတော့ဒီ GB တွေလည်းပေါက်နိုင်တယ်ပေါ့နော်ဘာပဲပြောပြော brother တို့အနေနဲ့ကန်ကောင်းကြပါစေဗျကျွန်တော်တို့ဒီနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဗျ